စစ်တပ်ပြောက်ကြားအုပ်ထုပ်စောင်းထားတဲ့လူငယ်တစုကတခြားလူငယ်၄ဦးကိုအနိုင်ကျင့်နေတဲ့ရုပ်တံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေတာကိုတွေ့ရပါတယ်။ရုပ်တံဖိုင်ထဲမှာစစ်တပ်နဲ့ပြူစောထီတွေသာစောင်းလေးရှိရဲ့ပြောက်ကြားရှာတိုးအုပ်ထုပ်စောင်းထားတဲ့လူငယ်တစုကလူငယ်၄ယောက်စီးလာတဲ့ဆိုင်ကယ်နောက်ကနေတနေရာကိုမောင်းခိုင်းနေတာကိုတွေ့ရပါတယ်။လန်ဒန်နေရာအရောက်မှာတော့ကြောက်ကြားအုပ်ထုပ်စောင်းထားတဲ့လူငယ်တွေနဲ့တဖွဲ့တည်းလိုယူဆရတဲ့တခြားဆိုင်ကယ်စီးလာတဲ့လူငယ်2ဦးလည်းနောက်ထပ်လိုက်ပါလာတာကိုတွေ့ရပါတယ်။အဲဒီနောက်နေရာတနေရာအရောက်မှာတော့ကြောက်ကြားအုပ်ထုပ်စောင်းထားတဲ့လူငယ်တွေကလူငယ်၄ယောက်ကိုပါးရိုက်ကန်ကြောက်ကထိုးချိတ်နှိပ်စက်နေတာကိုတွေ့ရပါတယ်။ခုလိုထွက်ပေါ်လာတဲ့ရုပ်တံဖိုင်ပေါ်ပြည်သူတွေကလည်းဒေါသထွက်နေကြတာဖြစ်ပါတယ်။နေရတဲ့မြင်ကွင်းအနေထားအရယခုဖြစ်သွားတာကမန္တလေးမှာဖြစ်ကြောင်းနဲ့ဒီလိုအုပ်ထုပ်မျိုးကစစ်ကောင်စီကလက်သက်မွေးမြူထားတဲ့ပြူစောတီပြည်သူစစ်စားရှင်တို့သာစောင်းလေးရှိကြောင်းမန္တလေးဒေသခံတို့ကလည်းပြောဆိုထားပါတယ်။